အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပရောစွာနှုတ်ခွန်းဆက်တာပါတယ်။ဟောဒီနေ့က20ရက်6လ Sunday ဆိုတော့နည်းနည်းအားတယ်ပေါ့နော်။အားရနဲ့ကျွန်တော်ရေးခဲ့တဲ့စောင်းပါလေးတွေထဲမှာကျွန်တော်လွန်ခဲ့တဲ့တလလောက်ကတော့လူကိုလူလိုမြန်မာဆိုစောင်းပါလေးကျွန်တော်ဖတ်ပြလိုက်တယ်။ဒီနေ့မှာတော့ကျွန်တော် My Way Channel ဘောလုံးဝမ်းမှာပါတဲ့မိဘနဲ့သားသမီးဆိုတဲ့စောင်းပါလေးကိုဖတ်ပြချင်ပါတယ်။အဲ့တော့စာမျက်နှာ18မှာဆိုတော့ဒီပုံစံလေးပေါ့နော်မိဘနဲ့သားသမီးဆိုတဲ့စောင်းပါလေးဖြစ်ပါတယ်။အဲ့တော့တမင်နဲ့ခွဲပဲရှိပါတယ်เนาะဖတ်လိုက်မယ်เนาะစာလိုပဲဖတ်ပြမယ်အားလုံးကျောင်းသားလူငယ်များနားဆင်နိုင်ဖို့အတွက်ဖြစ်ပါမိဘနဲ့သားသမီးမင်းတဲခိုင်ပခေါစာလိုပဲဖတ်ပြမယ်เนาะစကားပြောတွေအခု90အရွယ်မှာပြောတဲ့ကွန်ညွန့်ပြီးတော့မပြောတော့ဟိုတော့က2013ခုနှစ်ကထုတ်ဝေတဲ့ဘောလုံးဝမ်းဆိုတော့2013ခုနှစ်မတိုင်ခင်ရေးတဲ့အတိုင်းပဲဖတ်ပြပါရစေကျွန်တော်ဒီမန္တလေးနည်းပညာတက္ကသိုလ်တွင်တာဝန်ကျခဲ့စဉ်ကအမြဲတမ်းလိုထမင်းစားခဲ့သောကြီးတော်ထမင်းဆိုင်တွင်ထမင်းစားနေစဉ်တွင်အမေလွတ်သူကသူ့သားသမီးတွေထိတ်မရကြောင်းကျွန်တော်အားပြောပြခဲ့တယ်ထိုအမျိုးသမီးသားသမီးတွေနှင့်လဲရင်းနှီးနေ၍သူတို့အဖေအမေမကောင်းကြောင်းကိုကျွန်တော်အားပြောပြကြတယ်ကလေးများကိုဘာကြောင့်အဖေအမေမကောင်းတာလဲလို့မေးကြည့်လိုက်တော့နေရတကာချုပ်ချယ်လို့တယ်ကျွန်တော်လည်းဖတ်ထားသမျှမှတ်ထားသမျှကြားဖို့သမျှတွေကိုညံမိသလောက်ဆွဲထုတ်ပြီးမိဘလုပ်သူကိုတစ်မျိုးသားသမီးတွေကိုတနည်းစူးစမ်းဖြည့်ရှင်းပေးခဲ့ရပါတယ်နှစ်ဖက်စလုံးကျွန်တော်ပြောသမျှနားထောင်နေတော့လဲလက်ခံညမလက်ခံပြီးကျွန်ုပ်တည်ပင်လဲဘာမှမဟုတ်သည့်လူသားတယောက်ဆိုတော့ပြောတာပြောခဲ့ရသည်ပြန်တွေးကြည့်တော့ရှက်စရာကြီးလူထွင်ကျဲငလုတ်လိုက်တယ်သို့တော့အကောင်းဆုံးစကားတွေထင်လို့သာပြောခဲ့ရတယ်အရင်တော့မမလောက်ပါဘူးကိုအားပေးရပြန်တကယ်တော့မိဘများဟာမိမိရဲ့သားသမီးတွေကိုဖြစ်စေခြင်းလို့ဖြစ်စေဖို့အတွက်မိမိရဲ့သားသမီးတွေရဲ့အားနည်းချက်အားသာချက်လိုအပ်ချက်တွေကိုသိဖို့လိုပါတယ်မိဘများဟာသားသမီးများကိုဖြစ်စေခြင်းလို့ဖြစ်ဖို့အတွက်ငယ်ငယ်ကလေးဘဝကလေးကလက်ရှိအခြေအနေတွေအထိအနာဂတ်ကာလတွေအထိကျိမ်းမောင်းပြောဆိုဆက်ဆံတာတွေရိုက်နှက်ပြောဆိုဆက်ဆံတာတွေမလုပ်ဖို့အရေးကြီးပါတယ်တချို့သားသမီးများဒီမိဘနဲ့မျက်နှာချင်းအောင်မစုံရဲလောက်အောင်ဖြစ်ရတယ်နာကြီးရွေလားကြောက်ရွေလားမုန်းရွေလားတော့မပြောတတ်ဘူးဒီကဲ့သို့ဖြစ်လာရသည်မှာမိဘများသားသမီးများပေါ်ဆက်ဆံရေးမပြေပြစ်လို့ပဲဖြစ်ရပါတယ်မိဘနဲ့သားသမီးတွေရင်းရင်းနှီးနှီးဝေးထွေးရှိရမယ်ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေးထားပြီးဆုံးဖြတ်ချက်ကိုမိဘများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးရဲလာအောင်ပြုစုပြောထောင်ပေးရမယ်။သို့မှသာကလေးတွေဖြစ်ချင်တဲ့ဘဝဖြစ်ချင်တဲ့ဆန္ဒကလေးတွေရဲ့လိုအပ်ချက်အားနည်းချက်အားသာချက်တွေကိုသိရပြီးလိုသလိုပုံသွင်းပြုပြင်ခြင်းအဖြစ်မိမိကျေနပ်သည့်အနေအထားသို့ရောက်ရှိနိုင်ပြီ။အလုပ်တွေဘယ်လောက်ရှုပ်မိဘများဟာသားသမီးများအတွက်တပတ်တစ်ချိန်လောက်ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းဖြင့်ဆွေးနွေးဒါတို့ပုံမြင်ပြောပြတာတို့အားကြစရာအတူယူစရာသင်ခန်းစာရစရာလေးတွေကိုပြောပြသင့်ပေသည်။နှွေးထွေးမှုပေးရမယ်။ချင်းချောက်ရပြောဆိုခြင်းထက်အနှုတ်နည်းဖြင့်ပုံသွင်းယူတာကများစွာအကျိုးရှိပါလိမ့်မယ်။မိဘနဲ့သားသမီးနှွေးထွေးမှုမရှိဘဲကိုဖြစ်စေခြင်းသလိုအတင်းအဓမ္မပုံသွင်းယူရင်တော့စိတ်ညစ်စရာကြုံတော့မယ်။မိဘများကိုကြောက်ရွံ့ရေငုံနှုတ်ပိတ်နေသောသားသမီးတွေရဲ့စိတ်ထဲမှာလှုပ်ဝက်တဲ့အကြံစီတွေများစွာရှိနေပါလိမ့်မယ်။နားလည်မှုမပေးဘဲအတင်းအဓမ္မပုံသွင်းယူတာကြောင့်ချုပ်ချယ်သည်ဟုထင်တော့တယ်။မိဘအရေးအောက်တွင်နေရသည်ကမွန်းကြသည်အနေကျသည်လွတ်လပ်မှုမရှိဘူးနားလည်မှုမရှိဘူးသူတို့ဖြစ်ချင်တာပဲသိတယ်တေးတာတေးလိုက်ချင်တော့တာပဲစသဖြင့်ဘဝင်မကြတဲ့အတွေးခေါ်တွေနဲ့သာနေတော့မယ်။ကြာလာတော့ခန္ဓာရင်မရှိဖြစ်လာပြီးထွက်ပေါက်ရှာတော့မြည်ကလေးတွေရှာလိုက်တော့ထွက်ပေါက်တဲ့အမှောင်တကားဖြစ်နေပါလျင်မိဘများသားသမီးများပေါ်ထားရှိသောဆက်ဆံရေးပေါ်တွင်များစွာအရေးကြီးသည်ဆိုတာကိုမမေ့သင့်ပေ
မိဘများသည်သားသမီးများပေါ်ထားသောမေတ္တာကိုဖော်ထုတ်ပေးရမယ်မိမိဖြစ်စေခြင်းသောဆန္ဒရွယ်ချက်တွေကိုပြောပေးရမယ်မိသားစုအခြေအနေကိုလည်းသုံးသပ်ပေးရမည်သားသမီးတွေဖြစ်စေခြင်းသောဆန္ဒကိုအကောင့်ထဲပေါ်ဆောင်ရွက်တဲ့အခါမှာလွယ်လင့်တစ်ခုလုပ်ပေးနိုင်တာရှိသလိုမလုပ်ပေးနိုင်တဲ့အခါတွင်လည်းမိဘများအပေါ်နားလည်မှုပေးရန်ပြောပြရန်သင့်ပေသည်မိဘတွေဆိုတာမိမိရဲ့သားသမီးတွေကိုအကောင်းဆုံးအခြေအနေတွေမှာရောက်ရှိစေခြင်းကြတာဟာမိဘတိုင်းရဲ့စေတနာချစ်ချင်းမေတ္တာဆိုတာကိုလည်းသားသမီးတွေအနေနဲ့အမြဲနှလုံးသွင်းနေဖို့လိုအပ်ပါတယ်မိဘတိုင်းဟာငါသာအငတ်ခါမယ်ငါသားငါသမီးတွေဘယ်တော့မှမငတ်စေရဘူးဆိုတဲ့အတွေးတွေခံယူချက်တွေနဲ့အသက်ရှင်နေကြတယ်ဆိုတာကိုသားသမီးတွေအလေးနဲ့ထားဖို့လိုအပ်ပါတယ်ငါဒီအမေဝမ်းပိုက်မှာအမေရဲ့ဝမ်းပိုက်ထဲမှာကလာလာရေးကြီးတဲ့တီကလေးကအစပြု၍အမေဒီချိုချင်းဖန်ခန်းငံဆက်တွေကိုအစွမ်းကုန်ရှောင်ကျဉ်တိတ်ဆောင်ပြီးစားတော့ခဲ့ရသည်မဟုတ်ပါလားမမြင်ရသေးတဲ့ငါဝမ်းပိုက်ထဲကမိမိရဲ့ရင်သွေးလေးအသက်ရှင်အောင်ကြမ်းပါအောင်အနေထိုင်သွားလာတွေအားလုံးကိုစင်ញင်ထိမ့်သိမ့်နေခဲ့ရသည်မွေးဖွားကစားပခုံးလက်နဲ့တဲ့ဘဝလက်နှလုံးအရွယ်ကလေးကကိုစားတဲ့တောက်တဲ့အရွယ်ကိုရောက်အောင်ကိုခြေတော့ကိုအားပြု၍လမ်းလျှောက်နိုင်တဲ့အရွယ်တို့ရောက်အောင်ရွရနဲ့ပြုစုပြုထောင်ပေးခဲ့တာတွေလက်ရှိအတန်းပညာဘွဲ့ဒီဂရီတွေရရှိအောင်သူများနဲ့ဒန်းတို့သွားနိုင်လာနိုင်စားနိုင်တောက်နိုင်အောင်ထောက်ပံ့ပေးခဲ့ရတဲ့မိဘတွေရဲ့ချစ်ချင်းမေတ္တာစေတနာတွေကိုငါဘယ်လိုပေးဆက်ပြီးတုံ့ပြန်ရမလဲဆိုတာသားသမီးတွေအနေနဲ့နှလုံးသွင်းဖို့လိုအပ်ပါလိမ့်မယ်အမေတယောက်ထဲကြောင်လဲငါဒီလူသားဖြစ်မလားအဖေတယောက်ထဲကြောင်လဲငါဒီလူသားဖြစ်မလားအဖေနဲ့အမေပေါင်းဆက်မှငါဒီလူသားဖြစ်သို့လူလောကသို့ရောက်ရှိလာရပေသည်မနုဿတ္တဒုံလဘလူဘဝကိုရခဲ့သည်ဟုမြတ်စွာဘုရားဟောတော်မူခဲ့ပေသည်ဤရခဲ့လစွာသောလူဘဝကိုငါရောက်ခဲ့ပေပြီငါဒီအကောင်းဆုံးနေထိုင်မှသာအကောင်းအဆိုးတွေဝေဖန်ပိုင်းခြားပြီးဖြစ်ချင်တဲ့ဖြစ်တဲ့တာဖြစ်ဖို့ပုထုဇဉ်လူသားတွေရဲ့ဆန္ဒတွေရဲ့နောက်ကိုနတ်တောင်းမလိုက်နိုင်ဘူးဆိုတာကိုနားလည်ပြီးအမြင်ကြဲကြဲရည်ရင်ကြဲကြဲနေထိုင်နိုင်မှသာလူဖြစ်ကျိုးနှက်ပေတော့မယ်လို့မိမိကိုမိမိနှလုံးသွင်းရပဲလိမ့်မယ်မိဘနဲ့သားသမီးအပြန်အလှန်လေးစားမှုပေးရမည်မိဘတွေမစွမ်းနိုင်သောကိစ္စကိုလည်းမတောင်းဆိုမိဖို့သတိချက်စေခြင်းပါတယ်ပြီးတော့မနော်နည်းနည်းပဲရှိတော့သားသမီးတွေတောင်းဆိုမှုကြောင့်ငါသည်ဘာမှမလုပ်ပေးနိုင်တဲ့အလကားကောင်ကြီးပါလားဆိုတဲ့စိတ်ကြောင့်စိတ်သက်ကြခြင်းဖြစ်စေနိုင်တယ်ဒါကြောင့်သားသမီးတိုင်းသည်မိဘပေါ်နားလည်မှုပေးဖို့လိုအပ်တယ်လို့မိဘများကလည်းသားသမီးများပေါ်နားလည်မှုပေးဖို့လိုအပ်ပါတယ်မိဘနဲ့သားသမီးသည်အပြန်အလှန်လေးစားမှုတွေထွေးမှုဖြင့်ဆက်ဆံပြောဆိုရပြီမြည်တိုင်ပင်ညှိနှိုင်းရမည်ဒုမာသာမိဘနဲ့သားသမီးနဲ့မိဘအမျက်စီလုံးပြီးပျော်ရွှင်ပွဲမိသားစုဘဝတွေကိုတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်မိဘဆိုတာတစ်ချိန်လုံးကသားသမီးတွေဖြစ်ခဲ့တယ်လို့သားသမီးတွေဆိုတာကလည်းနောက်တစ်ချိန်မှာမိဘနေရာကိုရောက်ရှိလာကြမှာမို့လေးနဲ့သောအတွေ့အခေါ်အယူဆသဘောထားကြီးသောအမြင်မြင့်မြတ်သောစိတ်ထားနားလည်မှုအပြည့်ရှိသောအကျဉ်းနာစွမ်းအားတွေနဲ့ပျော်ရွှင်ပွဲမိသားစုဘဝတွေကိုတည်ဆောက်နိုင်ကြပါစေတဲ့မင်းသေးခိုင်ပေါ့ခေါ်လို့ရေးထားနော်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်